ယနေ့အတွက်ဝိညာဉ်စာမှာဓမ္မမိတ်ဆွေညီကိုမောင်နှမများအားလုံးမင်္ဂလာပါယနေ့အတူတကွာဆင်ခြင်ခွန်အားယူမိကောင်းစဉ်ကကျွန်ုပ်ဤမိတ်ဆွေရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး15အငယ်73ကျွန်ုပ်၌များစွာသောခင်မင်ရင်းနှီးသောမိတ်ဆွေများစွာရှိပါသည်ကျွန်ုပ်နှင့်စကားပြောပေါ်လှုပ်ပေါ်ဆောင်ဖက်အားပေးပေါ်စသည်ဖြင့်များစွာသောမိတ်ဆွေများကိုပိုင်ဆိုင်ထားပါသည်တခါတရံထိုမိတ်ဆွေများနှင့်စုံတွေ့ပြီးဘဝအမောတွေဖြေပြောက်ခဲ့ရပါတယ်သို့တော်လည်းထိုမိတ်ဆွေများသည်ကျွန်ုပ်တို့အမြဲအစဉ်သင့်ရှိမနေခဲ့ပါဘူးသူတို့၏မိသားစုအရေးအလုတ်ကင်တွေနဲ့ကျွန်တော်ကိုအစဉ်မြဲအဖော်မပြုတ်ပေးနိုင်ကြပါဘူးတခါတရံမှသာလျှင်အဖော်အဖြစ်ရှိနေခဲ့တယ်လို့အချို့သောမိတ်ဆွေများသည်လည်းကျွန်ုပ်၌မကြမ်းပါခြင်းဝေကြေးအစဉ်မပြေခြင်းအလုတ်ကင်တွေကြာရှုံးလာတဲ့အခါတွေမှာတော့ကျွန်တော်ကိုစွန့်ခွာသွားကြပါတယ်ဒီလောကကြီးမှာကျွန်တော်ရဲ့ကောင်းခြင်းဆိုးခြင်းအစဉ်ပြေခြင်းမပြေခြင်းတွေကျွန်တော်အားနေတဲ့အခါအားပေးမဲ့တိဆောက်ပေးမဲ့စစ်မှန်သောမိတ်ဆွေလိုအပ်ပါတယ်ရှိရောရှိပါမလားလို့ကျွန်တော်အကြိမ်ကြိမ်တွေးနေမိပါတယ်တကယ်တော့ကျွန်တော်တို့အားလုံးအတွက်စစ်မှန်သောမိတ်ဆွေရှိပါတယ်ထိုသူကယေရှုခရစ်တော်ပဲဖြစ်ပါတယ်ကျွန်တော်ရှိခြင်းမရှိခြင်းကောင်းခြင်းဆိုးခြင်းချမ်းသာခြင်းဆင်းရဲခြင်းလှပခြင်းမလှပခြင်းဘလို့အချိန်တွေဘလို့အခက်ခဲတွေရှိနေပါစေကျွန်တော်တပေကျွန်တော်ရဲ့နားမှာထောင်စင်တည်ရှိပေးနေတော့စစ်မှန်သောမိတ်ဆွေကြီးဖြစ်ပါတယ်ယေရှုခရစ်တော်သည်ကျွန်တော်တို့ဘဝအတွက်အကောင်းဆုံးလမ်းပြပေးနိုင်သူတည်ဆောက်ပေးနိုင်သူဘဝအမောတွေကိုတတ်တာစေတော်သူလဲကြချိန်တိုင်းမှာထူမပေးသူကျွန်ုပ်မျက်ရည်ကျချိန်တိုင်းမှာမျက်ရည်တုပ်ပေးသူကျွန်ုပ်ရဲ့ခံစားချက်များကိုမျှဝေခံစားပေးနိုင်တော်ရဲ့မျှော်လင့်ချက်များအတွက်အကောင်းဆုံးလမ်းညွှန်ပေးနိုင်သောအကောင်းဆုံးသောမေတ္တာနှင့်ပြည့်သောမိတ်ဆွေဖြစ်ပါသည်ကျွန်တော်ရဲ့မိဘညီကိုမောင်နှမခင်ပွန်းဇနီးမိတ်ဆွေအပေါင်းအသင်းတွေကကျွန်တော်ကိုစွန့်ပစ်သွားရင်တောင်မှထိုယေရှုခရစ်တော်ကတော့ကျွန်ုပ်နဲ့အတူကပ်ကပါကုံတိတိုင်အတူရှိပေးပြီးကျွန်ုပ်ရဲ့အရာခတ်သိမ်းကိုမျှဝေခံစားပေးမှာဖြစ်ပါတယ်။တင့်ကိုအလွန်စွန့်ပစ်၍ထားတဲ့သူကစစ်မှန်သောမိတ်ဆွေယေရှုခရစ်တော်ပဲဖြစ်ပါတယ်။ထိုရှင်ကိုလူသားတိုင်းနေရာပေးသက်ကြပါစေ။ဆုတောင်းကြပါစို့။အဖဖျားခင်ကိုရောကိုယေရှုတင်ပါသည်ကျွန်တော်ရဲ့နဘေးမှာထောင်စင်တည်ရှိ